စစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲကိုထောက်ခံမယ်လို့သတင်းထွက်နေတဲ့မလေးရှားပြည်တင်ဝန်ခံခံနေရအာဆီယံဥက္ကဋ္ဌမလေးရှားရဲ့နိုင်ငံသားရေးဝန်ကြီးစီရီမိုဟာမက်ဟာဆန်ရဲ့နေပြည်တော်ခရီးစဉ်ပြီးမှစစ်ကောင်စီကမိမိတို့ကျင်းပမဲ့ရွေးကောက်ပွဲအတွက်လေးလာဆောင်ကြည့်သူတွေဆေလွတ်ပေးဖို့မလေးရှားကသဘောတူထားတယ်ဆိုပြီးပြောကြားခဲ့ပါတယ်။စစ်ကောင်စီထိန်းချုပ်ထားတဲ့မြမအလင်းအင်္ဂလိပ်ပိုင်းသတင်းစာရဲ့အဲ့ဒီဖော်ပြချက်နဲ့ပတ်သက်လို့မလေးရှားအစိုးရကိုမလေးရှားပညာရှင်တွေနဲ့မူဝါဒကျွမ်းကျင်သူတွေကပြစ်တင်ဝေဖန်နေကြပါတယ်။မလေးရှားအစိုးရအနေနဲ့မြန်မာနိုင်ငံဆိုင်ရာရပ်တည်ချက်မူဝါဒကိုဆက်လက်ထိန်းသိမ်းရမှာဖြစ်ပြီးစစ်ကောင်စီရဲ့အတုံးချခံဖြစ်လို့မရဘူးလို့မာလာယာတက္ကသိုလ်ကဖွဲ့စည်းထားတဲ့မြန်မာအရေးလေးလာရေးကျွမ်းကျင်သူများအဖွဲ့နဲ့မြန်မာနိုင်ငံဆိုင်ရာမလေးရှားအကြံပေးအဖွဲ့တို့ကပြောဆိုထားပါတယ်။မိုဟာမက်ဟာဆန်ရဲ့နေပြည်တော်ခရီးစဉ်အပြီးမှာစစ်ကောင်စီကသူတို့ကျင်းပမဲ့ရွေးကောက်ပွဲကိုမလေးရှားကထောက်ခံတရားပြောဆိုလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့မလေးရှားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာတော့အာဆီယံရဲ့ဘုံသဘောတူညီချက်9ရပ်ကိုအပြည့်အဝအကောင့်ထဲပေါ်ရေးအားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်ရေး UNG အပါအဝင်တော်လှန်ရေးအင်အားစုအားလုံးနဲ့ညှိနှိုင်းဆွေးနွေးရေးစစ်ကောင်းဆောင်တွေကိုတိုက်တွန်းခဲ့တယ်လို့ပဲဖော်ပြထားပါတယ်။စစ်ကောင်စီရဲ့အထက်ပါပြောဆိုချက်ဟာပြည်ရင်းမှာဝါဒဖြတ်မှုရည်ရွယ်တာဖြစ်နိုင်တယ်လို့ဒီမိုကရေစီလိုလားတဲ့အင်အားစုတွေကြားပြောဆိုနေကြပါတယ်။ဒါပေမဲ့မလေးရှားရဲ့အာဆီယံဥက္ကဋ္ဌရာထူးဟာဒီနှစ်ကုန်မှာတက်တန်းကုန်တော့မဲ့အခြေအနေကိုစစ်ကောင်စီကအတုံးချပြီးအခုလိုလိန်လေပြောဆိုလာလည်းဖြစ်နိုင်ပါတယ်။စစ်ကောင်ဆောင်တွေကျင်းပမဲ့ရွေးကောက်ပွဲဟာလွတ်လပ်မျှတမှုမရှိသလိုအားလုံးပါဝင်မှုလည်းမရှိတာကြောင့်အထူးအယောင်ရွေးကောက်ပွဲပဲဖြစ်တယ်လို့မလေးရှားပညာရှင်များအဖွဲ့ရဲ့ပူးတွဲကြေညာချက်မှာဖော်ပြထားပါတယ်။မြမအလင်းအင်္ဂလိပ်ပိုင်းသတင်းစာမှာအောက်တိုဘာ10ရက်ရက်စွဲနဲ့ဝန်ကြီးချုပ်နဲ့မလေးရှားနိုင်ငံသားရေးဝန်ကြီးအဖွဲ့တို့ဆွေးနွေးဆိုတဲ့ခေါင်းစဉ်အောက်မှာစစ်တပ်ကသူတို့ကျင်းပမဲ့ရွေးကောက်ပွဲကိုမလေးရှားကထောက်ခံကြောင်းဖော်ပြခဲ့တာဖြစ်ပါတယ်။ရွေးကောက်ပွဲစောင့်ကြည့်ဖို့အာဆီယံကိုစစ်ကောင်စီကဖိတ်ခေါ်ထားကြောင်းစစ်တပ်သတင်းရင်းမြစ်တွေကိုကိုးကားပြီးဘန်ကောက်ပို့သတင်းမှာဖော်ပြထားပါတယ်။မလေးရှားအစိုးရအနေနဲ့နေပြည်တော်နဲ့ဆက်လက်ဆက်ဆံရမှာအာဆီယံဘုံသဘောတူညီချက်9ရက်နဲ့ညီလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအကြမ်းဖက်တိုက်ခိုက်မှုများရပ်တန့်ရေးအတွက်ပဲကြိုးပမ်းသင့်တယ်လို့မလေးရှားကျွမ်းကျင်သူများအဖွဲ့နှစ်ဖွဲ့ကပြောကြားပါတယ်။မလေးရှားအနေနဲ့စစ်ကောင်စီအလောက်နဲ့တာမဟုတ်ဘဲ UNG တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမြန်မာအရက်ဖက်အဖွဲ့အစည်းတွေနဲ့ပွင့်ပွင့်လင်းလင်းစိစက်ရေးလဲမလေးရှားပညာရှင်များအဖွဲ့နှစ်ဖွဲ့ရဲ့ပူးတွဲကြေညာချက်မှာဖော်ပြထားပါတယ်။အာဆီယံရဲ့သဘောထားရည်တည်ချက်ကိုစစ်ကောင်စီကသူတို့လိုတယ်လို့အသုံးချခွင့်ပေးလို့မရဘူးလို့လည်းအဲ့ဒီကြေညာချက်မှာဖော်ပြထားပါတယ်။မလေးရှားပညာရှင်များအဖွဲ့ကစစ်တပ်ရဲ့မကြသေးခင်ကလေကြောင်းတိုက်ခိုက်မှုတွေကိုလည်းပြစ်တင်ရှုံချထားပြီးစစ်ကောင်စီအနေနဲ့အာဆီယံဘုံသဘောတူညီချက်တွေကိုလည်းအလေးမထားဘူးလို့ပြောကြားပါတယ်။အာဏာသိမ်းစစ်ကောင်ဆောင်တွေဟာသူတို့ရဲ့အာဏာဆက်လက်တည်မြဲနိုင်ရေးရွေးကောက်ပွဲကတစ်ဆက်အလုံးကိုလှည့်စားဖို့အကြိမ်ကြိမ်ကြိုးပမ်းနေပါတယ်။ဒါပေမဲ့မလေးရှားဝန်ကြီးဌာနရဲ့ကြေညာချက်ထွက်လာပြီးနောက်မှာစစ်တပ်ရဲ့လိန်လည်ပြောဆိုမှုတွေဘူးပေါ်တယ်လို့ပေါ်သွားခဲ့ပါတယ်။